မင်္ဂလာပါကျမကချီရပါမနက်ခင်းမှာစားသုံးလိုက်ရင်ဘိုက်ထဲမှာညင်ညင်တတလေးပွာလာပြီးဘိုက်ပလီတင်းကနီလို့ကောင်းစေတယ်လို့အစာကျေစနစ်ကိုလည်းကောင်းမွန်စေပါတယ်။ဦးလန်းကျောင်းထဲမှာဆိုရင်ကျမကဓမျက်စီနူးနူးညံ့ညံ့လေးနဲ့တန်ရှင်းပေးပြီးနေ့စဉ်စားသုံးပေးမယ်ဆိုရင်ဝမ်းမှန်စေကအစာကျေစနစ်မျှတကောင်းမွန်စေဖို့ကူညီပေးပါတယ်။သွေးကြောတွေကိုအပင်ထွက်တဘာတော်အိုမီဂါအဆီဓာတ်တွေဖြန့်ဝေပေးပြီးသွေးလေပတ်မှုကောင်းမွန်စေတယ်လို့အားအင်ကိုလည်းတင်းကိန်းစွာရရှိစေပါတယ်။အထူးသဖြင့်နေပိုင်းစောစောအချိန်တွေမှာစားသုံးပေးမယ်ဆိုရင်ပေါ့ကျွတ်သားတွေကိုအားအင်ပြေဝစေပြီးတက်တန်တက်တာချစ်စေမဲ့ဓာတ်ထုထက်တွေကျမစီမှာပါဝင်ပါတယ်။ဒါကြောင့်ကိုလက်လှူရှာမှုမစခင်ပဲဖြစ်ဖြစ်နေ့လယ်စာနဲ့တွဲဖက်ပြီးတော့ပဲဖြစ်ဖြစ်စားသုံးဖို့ဆိုရင်ကျမကအသင့်တော်ဆုံးပါပဲ။ကျမကအစာဆုံးယူမှုနှုန်းကိုကောင်းမွန်တဲ့နည်းလမ်းနဲ့ဖြည်းဖြည်းချင်းထိန်းညှိပေးတာမို့အားရင်ရုတ်တရက်ကြဆင်းသွားတာမျိုးမဖြစ်စေပါဘူး။ခန္ဓာကိုယ်ကစွမ်းရည်ကိုညီညီမျှမျှသုံးဆွဲနိုင်ဖို့ကူညီပေးတဲ့အတွက်မနက်စာဒါမှမဟုတ်နေ့လယ်စာနဲ့တွဲဖက်စားသုံးမယ်ဆိုရင်အကောင်းဆုံးပါပဲ။တင်းငယ်ပြီးမြင့်အစွမ်းထပ်ပါတယ်။ကျမကိုရေစိမ်ပြီးပုံမှန်စားသုံးပြီးမယ်ဆိုရင်ရေဓာတ်ပြည့်ဝစေသလိုအစာကျေစနစ်နဲ့စွမ်းရည်ကိုလည်းမျှတကောင်းမွန်စေဖို့ကူညီပေးနိုင်ပါတယ်။